မင်္ဂလာပါရှင်ဆရာမဆာရာအေးရဲ့ Genesis ကုတ်စာအုပ်ထဲကကျမခွန်အားရရှိတဲ့အကြောင်းအရာလေးကိုအနည်းငယ်မျှဝေပေးချင်ပါတယ်ကျမတို့အသက်တာမှာအောင်မြင်ခြင်းဆိုတာအင်မတန်မှအရေးကြီးပါတယ်အဲ့ဒီအောင်မြင်ခြင်းကိုဘယ်လိုပုံစံမျိုးနဲ့ရယူပိုင်ဆိုင်နေကြလဲဆိုတဲ့အချက်ကလည်းအရန်ကိုအရေးကြီးပါတယ်တချို့လူတွေကမိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုအနားမပေးတဲ့အထိအလုပ်လုပ်ခြင်းအဖြစ်တာအောင်မြင်ခြင်းကိုရရှိမယ်လို့လက်ခံကြတဲ့သူတွေလည်းရှိပါတယ်ဒါကလောကရဲ့အောင်မြင်ခြင်းကိုချင့်ကပ်တဲ့နည်းလမ်းတွေထဲကတစ်ခုပေါ့နော်ဒါပေမဲ့အောင်မြင်ခြင်းထဲမှာငြိမ်သက်ခြင်းနဲ့အတူသွာလာနိုင်ကြောင်းကိုဘုရားသခင်က9ရက်မြောက်နေ့မှာငြိမ်ဝတ်စွာအနားယူခြင်းအဖြစ်ပြသခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်အောင်မြင်ဖို့အတွက်ငြိမ်သက်ခြင်းနဲ့ရှောက်လန်းမဲ့ဘဝကိုစသေးစရာမလိုပါဘူး။ဖခင်ရဲ့အောင်မြင်ခြင်း package ခရီးဖခင်ရဲ့အောင်မြင်ခြင်းခရီးစဉ် package ထဲမှာငြိမ်သက်ခြင်းကသွဲလက်ပါနေပြီးသားဆိုတာကိုတွေ့ရပါတယ်။ဟေရှာယအခန်းကြီး26အငယ်3မှာလည်းဒီလိုပြောထားပါတယ်။စိတ်နှလုံးတည်ကြည်တော်သူဒီကိုရော၌ခိုလုံတော်ကြောင့်ငြိမ်သက်ခြင်းသက်ရှိမိအကြောင်းစောင့်ရှောက်တော်မူလိမ့်မည်တဲ့။ဒါကြောင့်လို့ကျမတို့လောကရဲ့နိယာမအတိုင်းအောင်မြင်ခြင်းကိုရယူနေရင်ပင်ပန်းနေမဲ့အစားဘုရားသခင်ရဲ့နိယာမအတိုင်းအောင်မြင်ခြင်းကိုငြိမ်သက်စွာနဲ့ရယူပိုင်ဆိုင်ကြပါစို့လို့ခွန်အားပေးတိုက်တွန်းလိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်